ဒီနေ့တင်လိုက်တယ်လူတွေကမကြည့်တော့ကြတော့စိုက်ရိုက်ချင်သေးရှိတော့ဘာ concept မှမရှိဘဲနဲ့ရိုက်ထားတဲ့ဗီဒီယိုအပုတ်တရားနဲ့ creative ကောင်းကောင်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတစ်ပုတ်ကတန်ဖိုးချင်းရှင်လိုက်မယ်ဆိုရှင်အများကြီးกว่าဒီလူရဲ့ concept ကကြတော့ဒီလိုသူ့ရဲ့ voice tone တွေကကြတော့ဒီလိုဆိုပြီးတော့ဒီမအောင်ဆုံးစပြီးတော့ဗီဒီယိုတစ်ပုတ်တင်ခဲ့အဲ့ဗီဒီယိုတစ်ပုတ်တင်ခဲ့တာကအခုဆိုလို့ရှိရင်4 လရှိသွားပြီsubscriber ကြတော့0 subscriber တယောက်မှမရှိဘူးကြည့်တဲ့သူ29ယောက်ရှိတယ်တယောက်မှ subscribe မလုပ်ကျွန်တော်အဲ့ကာလအတော်တင်းမှာသတိထားမိရတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့စပြီးတော့မှ online ပေါ်မှာပတ်စံရှာချင်တာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပုံရိပ်ကောင်းတစ်ခုကိုတိစောက်ချင်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့အခြေခံသိထားရမယ်အချက်10ချက်ရှိအဲ့ဒါဘာလဲဆိုတော့နံပါတ်1ကစင်စက်မပြတ်လို့ consistent ကျွန်တော်တို့ကနေထားပြီးတော့စိတ်ကူးပေါက်လို့ဗီဒီယိုထားရိုက်တယ်မနက်ဖြန်ကြတော့ edit လုပ်ပြီးတော့ဗီဒီယိုကောက်တင်လိုက်တယ်နောက်နေ့ဆက်မတင်တော့ social media platform တွေရဲ့ algorithm ကကျွန်တော်တို့ကိုဘယ်လိုမှမှတ်မိမှာမဟုတ် consistent မရှိဘူးကျွန်တော်တို့အခုမှစလုံးမဲ့သူတွေပြင်ရမယ့်ချက်နောက်ထပ်နံပါတ်2ကကြတော့ကိုယ့်ရဲ့ဗီဒီယိုကတန်ဖိုးတစ်ခုမပေးနိုင်ကျွန်တော်စကားပြောတဲ့အခါမှာဆိုလို့ရှိရင် sorry မလို့စကားပြောတဲ့အခါမဟုတ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေအတွက်ဘာတွေများအကျိုးအမြတ်ရသွားမလဲဘာဖြစ်လို့လဲဆိုတော့လူတွေကဗီဒီယိုတစ်ပုတ်ကြည့်တယ်ဆိုလို့ရှိရင်ညာတော့အဖြစ်entertain လုပ်တာလား motivation ပေးတာလားတခြား knowledge လားအဲ့လိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကဘာတန်ဖိုးမှမပေးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘလို့မှ engagement တွေတက်လာကြအကြောင်းမရှိဘူးကျွန်တော်လို့ပေါ့ကျွန်တော်ပထမအဆုံးတင်ခဲ့တဲ့ဗီဒီယိုလို့ပေါ့ဘာပြောလို့ပြောနေမှန်းလည်းမသိဘူးလေအဲ့ကြတော့လူတွေကကျွန်တော်တို့ရဲ့ဗီဒီယိုကိုအားကြောင့်မကြည့်ကြတာနောက်ထပ်နံပါတ်3ကကြတော့အခုမှဗီဒီယိုစလုပ်တဲ့သူတွေကဝါသနာပါတဲ့အရာကျွန်တော်တို့တွေစင်စက်မပြတ်လုပ်နိုင်တဲ့အရာကို knowledge တွေကိုမျှဝေမှာလားဒါမှမဟုတ်လို့ရှိရင် entertain လုပ်မှာလားဒါမှမဟုတ် motivation ပေးမှာလားအများကြီးပဲဗျာ category တွေကအဲ့ကြတော့ကျွန်တော်တို့တွေအများရန်စင်စက်မပြတ်လုပ်နိုင်တဲ့အရာတွေဖြစ်ဖို့အရေးကြီးတယ်အဲ့ဒါမှပဲကျွန်တော်တို့တွေကလူတွေကိုအရေးသွင်းမြင့်ကိုယ့်ရဲ့တန်ဖိုးကိုထုတ်ဖော်ပြတာဒါပေမဲ့ကျွန်တော်တို့အခုမှစလုံးမဲ့သူတွေအတွက်ကကြတော့ကိုယ့်ကိုကြည့်ရှုမဲ့သူတွေကဘယ်လိုလူတွေလဲဆိုတာကျွန်တော်တို့ကမသိဘူးအဲ့ကြတော့ကျွန်တော်တို့ကလိုက်ပြီးတော့လူတိုင်းအတွက်ဗီဒီယိုတွေလိုက်လုပ်လို့မရဘူးကိုဝါသနာပါတဲ့အရာကိုစင်စက်မပြတ်လုပ်နိုင်တဲ့အရာကိုပဲကျွန်တော်တို့ကလုပ်ကြရအောင်ဘယ်တော့မှလူတိုင်းအတွက်ဗီဒီယိုလုပ်ဖို့မစင်စားနဲ့အဲ့ဒါလုံးဝမဖြစ်နိုင်ဘူးနောက်ထပ်နံပါတ်4အချက်ကကြတော့ quantity နဲ့ quality ဗီဒီယိုအပုတ်ရများများထုတ်တာထက်နည်းနည်းနဲ့ဒီဗီဒီယိုတစ်ပုတ်ထဲမှာပါဝင်တဲ့ဗီဒီယိုရဲ့ value ပေါ့အဲ့ဒါကအရေးပါတယ်ဘာ concept မှမရှိဘဲနဲ့ရိုက်ထားတဲ့ဗီဒီယိုအပုတ်တရားနဲ့ creative ကောင်းကောင်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတစ်ပုတ်ကတန်ဖိုးချင်းရှင်လိုက်မယ်ဆိုလို့ရှိရင်အများကြီးกว่าအဲ့အကြောင်းမလို့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင်ဗီဒီယိုအပုတ်ရများများတက်ကိုဗီဒီယိုတစ်ပုတ်ကောင်းကိုကျွန်တော်တို့ရဲ့ audience ပြတာတယ်ဒါပေမဲ့အဲ့နေရာမှာကျွန်တော်ပြောချင်တာတခုရှိတယ်ခုမှစပြီးတော့ကျွန်တော်လိုပဲဗီဒီယိုတွေစလုပ်တော့မဲ့သူတွေတော့ကကြတော့ quality ကိုဦးစားပေးလို့မရဘူးအဲ့ဒါတတိထားပါကျွန်တော်တို့ကဗီဒီယိုအပုတ်ရများများထုတ်ဖို့အဲ့ဒါမှပဲဗီဒီယိုများတယ်ဆိုလို့ရှိရင်တေချာပေါက်ကတော့တစ်ပုတ်ကောင်းပါလားကိုဗီဒီယိုကိုကြည့်တဲ့သူနဲ့ကိုပေးလိုက်တဲ့ content idea တွေကတွားပြီးတော့မှတစ်ထပ်တည်းကြတယ်ဆိုလို့ရှိရင်တေချာပေါက်က grow ဖြစ်အခုမှစပြီးတော့ကျွန်တော်လိုပဲဗီဒီယိုစရိုက်တော့မဲ့သူတွေအတွက်ဆိုလို့ရှိရင် quality တွေထက်ကို quantity ကိုပို့ပြီးတော့ဦးစားပေးတယ်ဗီဒီယိုများများရိုက်တယ်တနေ့ကိုဖြစ်နိုင်တယ်ဆိုလို့ရှိရင်တနေ့ကိုတစ်ပုတ်လောက်ကိုonline ပေါ်ကိုသုံးနေတဲ့ဥပမာဆိုလို့ရှိရင် YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်တခြား Instagram ပဲဖြစ်ဖြစ်အဲ့လိုမျိုး social media platform တွေပေါ်ကိုနေ့စဉ်တနေ့တစ်ပုတ်ပုံနဲ့တင်ပေးတယ်အဲ့ဒါမှပဲကျွန်တော်တို့လူတွေကသိပါတယ်နောက်ထပ်ကျွန်တော်တို့တွေအခုမှစပြီးတော့ကျွန်တော်လိုပဲဗီဒီယိုစရိုက်တော့မယ့်သူတွေအရန်ဆန်တာဆိုဘာဖြစ်လို့လဲဆိုမြန် grow ဖြစ်ချင်တယ်အဲ့ဒါကတော်တော်လေးကိုမှာကျွန်တော်ဆိုလို့ရှိရင်လွန်ခဲ့တဲ့4 လလောက်ကတင်ထားတဲ့ဗီဒီယိုလူကမကြည့်တော့ကြတော့အရန်လူတွေအရန်သိစေချင်မှန်ဆိုလို့ရှိရင် attention အရန်ရချင်ဒီနေ့တင်လိုက်တယ်လူတွေကမကြည့်တော့ကြတော့စိုက်ရိုက်ချင်စိတ်မရှိတော့ကျွန်တော်အခုမှစပြီးတော့မှဗီဒီယိုစလုပ်မဲ့သူတွေရဲ့အထီးကမှားတဲ့အမှားပဲအရန်အောင်မြင်ခြင်းစိတ်ဆန္ဒတွေဆိုတာအဲ့ဒါကလည်းကျွန်တော်တို့ရှောင်ကျဉ်ရမယ့်အချက်ပဲနောက်ထပ်နံပါတ်6အချက်ကကြတော့ data analyze လုပ်တာ
ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုကိုဘလို့လူတွေကကြိုက်တယ်လေပြီးရင်ဘယ်နိုင်ငံတွေကအကြည့်များလဲအသေးချာတော့ကျွန်တော်တို့ကဗမာလိုပဲပြောတဲ့ content ဆိုတော့ဗမာလူမျိုးတွေပဲကြည့်ပါအဲ့မှာအသက်အရွယ်ဘယ်လောက်ကြည့်တယ်လဲလူတွေကကိုပြောလိုက်တဲ့ဗီဒီယိုရဲ့ဘယ်2မိနစ်ကနေဘယ်2မိနစ်အတော်တွင်းကိုလူတွေပို့ပြီးတော့ကြည့်တယ်အဲ့မိနစ်အတော်တွင်းမှာသုံးထားတဲ့စကားလုံးတွေအဲ့သုံးထားတဲ့စကားလုံးတွေကဘလို့စကားလုံးမျိုးတွေလဲဆိုတော့ကျွန်တော်တို့ကအများအားစမ်းစစ်နေတယ်အဲ့လိုစကားလုံးတွေပါတဲ့ဥပမာဆိုလို့ရှိရင်3မိနစ်ကနေပြီးတော့1စက္ကန့်ကနေပြီးတော့3မိနစ်လောက်ဒီလူတွေကြည့်တယ်ဆိုတာအဲ့3မိနစ်လောက်ကနေကြည့်တဲ့ဗီဒီယိုအတွင်းမှာကျွန်တော်တို့သုံးထားတဲ့စကားလုံးတွေကိုနည်းနည်းစဉ်းစားဖို့ဥပမာဆိုလို့ရှိရင်ဒီစကားလုံးတွေကကိုယ့် audience တွေကကြိုက်တယ်ဆိုလို့ရှိရင်နောက်တစ်ခါဗီဒီယိုလုပ်လို့ရှိရင်လည်းအဲ့လိုမျိုး idea တူပဲအဲ့လိုစကားလုံးတွေကိုသုံးတယ်အဲ့ဒါမှပဲကိုယ့် audience အဲ့လိုပုံစံတွေကြိုက်တတ်ပါလားဆိုပြီးတော့နောက်ချိန်မှာလည်းအဲ့လိုတွေပြန်လုပ်ရမှာအဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့မြန် grow up ဖြစ်တော့နောက်ထပ်နံပါတ်9ကကြတော့ copy လုပ်တာကျွန်တော်အခုနောက်ပိုင်းဆိုလို့ရှိရင်ဗီဒီယိုတွေတော်တော်များများတွေ့ရတယ်ကျွန်တော်အရင်တုန်းကလို့သိမှာဟုတ်ဗီဒီယိုတွေတော်တော်တွေ့ရတယ်ဥပမာဆိုလို့ရှိရင် trending နောက်ကိုလိုက်တာနဲ့ copy နဲ့ကကြတော့လုံးဝမတူဘူး trending ကကြတော့ trending ပဲ copy ကကြတော့ဒီဟာကိုတပုံစံတည်းလိုက်လုပ်တာမျိုးအဲ့ဒါကိုလေဒီတပုံစံနဲ့ဒီတယောက်ရှိရလဲနောက်တပုံစံနဲ့နောက်တယောက်ရှိရလဲနောက်တပုံစံနဲ့နောက်တယောက်ရှိရလဲနောက်တပုံအဲ့လိုမျိုးပုံစံတွေပဲလိုက်ပြီးတော့ကူးကြတာအဲ့ကူးကြတဲ့ပုံမှာလဲဘယ်လိုကူးလဲဆိုတော့အဲ့လူတယောက်ရဲ့ဗီဒီယိုကိုကြည့်လိုက်ပြီးတော့အဲ့လူတယောက်ရဲ့ဗီဒီယိုပုံစံတပုံစံနဲ့ပဲတပုတ်လုံးလုပ်လိုက်တယ်အဲ့ဒါကကြတော့ creative မဟုတ်ဘူးအဲ့ဒါကြတော့ copy ဖြစ်သွားတယ်တကယ်တမ်းဆိုလို့ရှိရင် creative ကကြတော့ဘယ်လိုလဲဆိုတော့ဥပမာဆိုလို့ရှိရင်ဗီဒီယိုတွေအများကြီးကြည့်တယ်အများကြီးကိုကြည့်ပြီးတော့မှဥပမာဆိုလို့ရှိရင်ဒီလူရဲ့ editing skill ကကြတော့ဒီလူရဲ့ concept ကကြတော့ဒီလိုသူ့ရဲ့ voice tone တွေကကြတော့ဒီလိုဆိုပြီးတော့ကျွန်တော်တို့သူ့ရဲ့စကားပြောပုံတွေ editing style တွေအဲ့လိုမျိုးလူတယောက်စီကနေပြီးတော့မတူတဲ့အရာတွေကိုကူးပြီးတော့မှကိုယ့်ရဲ့ idea နဲ့ပေါင်းစပ်လိုက်လို့ရှိရင်အဲ့ဒါကို creativity ရှိတယ်ဒါ creative ရှိတယ်ခေါ်တယ်အဲ့လိုမျိုး creative ကောင်းလုပ်ပေးရမှာကိုအမြဲတမ်း copy လိုက်လုပ်နေတာအဲ့ဒါကြတော့ချက်ချင်းတော့ဥပမာဆိုလို့ရှိရင် copy လုပ်တော့ကြတော့ training နောက်ပါသွားပြီးတော့မှကိုယ့်ရဲ့ content ကိုလူတွေကြည့်ပြီးမယ်နောက်တစ်ချိန်ကြာလို့ရှိရင်ကိုယ်မှတ်မိဖို့တော့ကြတော့အရန်ကိုခဲရင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အခုမှစပြီးတော့မှကျွန်တော်တို့ပဲဗီဒီယိုတွေစလုပ်တော့မယ်ဆိုလို့ရှိရင်ဗီဒီယိုတွေစလုပ်တော့မဲ့သူတွေအတွက်ဒါကနံပါတ်9အနေနဲ့ရှောင်ကျဉ်ရမယ့်အချက်နောက်ထပ်နံပါတ်10အနေနဲ့ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ကင်မရာကြောက်တာကျွန်တော်လည်းအရင်ကင်မရာကိုကြောက်တယ်ကျွန်တော်ကင်မရာရှေ့ရောက်လို့ရှိရင်ဘာပြောလို့ပြောရမှာမသိတော့ပြောစရာစကားလုံးတွေမရှိတော့ဘာပြောရမလဲမသိဘူးအဲ့လိုမျိုးစကားလုံးတွေထည့်နေအောင်အဲ့ဒါတွေကလူတိုင်းဖြစ်တယ်အခုမှစလုပ်တဲ့သူတွေအခုမှဗီဒီယိုတွေစရိုက်တဲ့သူတိုင်းနီးပါးကအဲ့လိုပြဿနာမျိုးတွေကြုံရတယ်ကျွန်တော်လည်းကြုံရတယ်အခုကြည့်နေတဲ့သူတွေလည်းတေချာပေါက်ကြုံရမှာနောက်ပြီးတော့ကြတော့လုံးဝကျွန်တော်တို့ရဲ့နိုင်ငံမှာကို influencer အကြီးစားကြီးတွေအကုန်လုံးကစပြီးတော့မှဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်အဲ့လိုပြဿနာမျိုးကိုအများတန်းကြုံရတယ်ဒါအဲ့ဒါကအဓိကပြဿနာမဟုတ်အဲ့ဒါတွေကိုဘာလုပ်လို့ရလဲဆိုတော့ active ပြန်လုပ်လို့ရတယ်နောက်တစ်ခုကကြတော့ hate speech တွေကြောက်တယ်အခုမှစပြီးတော့ဗီဒီယိုလုပ်တော့မဲ့သူတွေပဲထားပါတော့ဗျအဲ့လိုလူတွေကကြတော့သူတို့တွေကိုလာပြီးတော့မှဝေဖန်တိုက်ခိုက်တာတွေ negative comment တွေ positive comment တွေအဲ့လိုမျိုးဗျကောင်းရင်ကောင်းတယ်လို့ပြောရင်လည်းအရင်ချီးကျူးလို့ရှိရင်လည်းလူတွေကမခံနိုင်ဘူးအရင်ပြစ်တင်ရှုတ်ချလို့ရှိရင်လည်းလူတွေကမခံနိုင်ဘူးအဲ့လိုမျိုး comment တွေကိုအရင်ကြောက်တာအဲ့ဒါကလည်းကျွန်တော်အခုမှစပြီးတော့မှဗီဒီယိုလုပ်တော့မဲ့သူတွေကပြင်ဆင်ရမယ့်အချက်ပဲကင်မရာကိုကြောက်တာကတော့အဓိကအချက်ပေါ့နောက်ထပ်ပြောရအောင်ဗျအခုကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ဆိုလို့ရှိရင်ချိုးချူဒီကောင်ပြောတာကအပေါ့ပါလိုက်တာအေးဆေးလိုက်တာလို့ထင်နေတယ်တကယ်တော့မဟုတ်ဘူးဗျကျွန်တော်ဒီဗီဒီယိုကိုရိုက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုမမှတ်မိတော့လို့ကျွန်တော်အချိန်ချင်းပြန်ပြီးတော့စာအုပ်ပြန်ကြည့်နေရတယ်ဒီလားအဲ့ဒါအဓိကအမှားမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က edit ထဲမှာဒီအပိုင်းစာတွေအကုန်လုံးကိုဖြတ်တောက်ပြလို့ရတယ်နောက်ထပ်အချက်ကကြတော့
ကျွန်တော်တို့တွေ platform တွေရဲ့အခုမှဆက်လုပ်တော့မှဆိုရင်တေးကြတယ်ဗျာ platform တွေရဲ့ algorithm တွေကိုနားလည်မှာပေါ့အဲ့ကြတော့ကျွန်တော်တို့က algorithm ကိုနားမလည်တာကလေကျွန်တော်တို့အခုမှဆက်လုပ်တော့မဲ့သူတွေရဲ့အဓိကမှားတဲ့အမှားလို့ပဲပြောရမှာလားတကယ်တော့မှားတဲ့အမှားလို့တော့မဆိုနိုင်ဘူးဗျplatform တွေရဲ့ algorithm ကိုမသိတာကအခုမှဆက်လုပ်မဲ့beginner တွေရဲ့အမှားတော့မဟုတ်ဒါပေမဲ့ကျွန်တော်တို့တွေဗီဒီယို2ပုတ်3ပုတ်လောက်တင်ပြီးသွားပြီဆိုလို့ရှိရင်platform တွေရဲ့ algorithm တွေကိုကောင်းကောင်းလေးသဘောမပေါက်သေးဘူးဥပမာဆိုလို့ရှိရင် TikTok ကဘယ်လိုပုံစံမျိုးကိုကြိုက်တယ် YouTube ကဘယ်လိုပုံစံမျိုးကိုကြိုက်တယ် Facebook ကဘယ်လိုပုံစံမျိုးကိုကြိုက်တယ်ဆိုတော့ algorithm တွေကိုနားမလည်သေးဘူးဆိုလို့ရှိရင်ဒါနည်းနည်းသိပြီးတော့ကိုယ့်ရဲ့ content တွေကဗျာဥပမာကိုဖန်တီးထားတဲ့ဗီဒီယိုတွေကလူတွေကြည့်တဲ့လောက်ကြည့်မှာမဟုတ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဆိုလို့ရှိရင်လေဒါတေးကြတယ်ဗျာလူတွေကြည့်တဲ့လောက်ကြည့်မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က algorithm ကိုနားမလည်သေးလို့ဒါဖြစ်တဲ့အမှားလို့ပြောရမှာဗျာနောက်ထပ်နံပါတ်30အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အောင်မြင်နေတဲ့ creator တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကဒီ platform တွေရဲ့ရတဲ့ monetize ကနေပြီးတော့ရက်တည်တယ်လို့ဆိုတော့တော်တော်ရှားတယ်အဲ့လိုလူမျိုးကမရှိတော့ကိုတကယ်ရှားတယ်သူတို့ကဟိုလို martial type တွေထုတ်ရောင်းနေပြီးလို့ရှိရင်သင်တန်း coach တွေပြန်ရောင်းနေအဲ့လိုမျိုးနဲ့ပဲရက်တည်ရတာဗျာကျွန်တော်တို့အခုမှစပြီးတော့မှလုံးမဲ့ beginner တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လမ်းကြောင်းကိုသွားကျင်တာလဲဆိုတာကိုလည်းသိဖို့ရည်ကြီးဥပမာဆိုလို့ရှိရင်ကိုကဗျာစောက်ဖို့လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်ကိုက motivation speaker လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်coaching လုပ်မှာလားအဲ့လိုမျိုးပေါ့ဗျာစတဲ့ဥပမာဆိုလို့ရှိရင်ကိုအားတန်တဲ့အကြောင်းအရာတွေရှိရဗျာဥပမာဆိုလို့ရှိရင် teacher လုပ်မှာလားပေါ့အဲ့လိုမျိုးကိုသွားခြင်းနဲ့ဝေးကိုလည်းသိဖို့လိုတယ်ဗျာကိုသွားခြင်းနဲ့လမ်းကြောင်းကိုလည်းသိဖို့လိုတယ်အဲ့ဒီကြမှာကိုကဘလို့ content မျိုးတွေဖန်တီးပြီးတော့မှလူတွေကကိုယ်မြင်လိုက်တာနဲ့သူကဒီလိုပါလားဆိုရဲတခါတည်းကိုယ့်ရဲ့ image ကိုလည်းတိဆောက်ပြီးသားဖြစ်တယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့အမှတ်တရတစ်ခုကိုလည်းတည်ထောင်ပြီးသားဖြစ်တယ်ဗျအဲ့လိုမျိုးကျွန်တော်တို့ကဥပမာဆိုလို့ရှိရင် business mindset ရှိနဲ့ဗီဒီယိုတွေကိုဖန်တီးတင်တယ်တကယ်တမ်းဆိုကျွန်တော်ကဗျာကင်မရာကိုလာကြောက်နေတာဗျဗီဒီယိုလုပ်တဲ့အချိန်ဆိုလို့ရှိရင်နည်းနည်းလေးတော့ဥပမာဆိုကြာပြီဗျကျွန်တော်ကကျတော့ဥပမာဆိုလို့ရှိရင်နံပါတ်1ကျွန်တော်ပြောခဲ့သလိုပေါ့ကျွန်တော်က consistent မရှိတာဗျကျွန်တော်ဒီနေ့ဗီဒီယိုတစ်ပုတ်လုပ်လိုက်တယ်တကယ်တမ်းတော့ကျွန်တော် consistent မရှိတယ်လို့ပြောရမှာကျွန်တော်ကကျတော့ quality ကောင်းကိုရမ်းလိုချင်တာဗျလိုချင်တော့ကျတော့ကျွန်တော်ဒီကျွန်တော်ပြောချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာအုပ်တွေရှာဖတ်တယ်ဖတ်ပြီးတော့မှပြီးရင် edit ကိုလည်းဗျအလန်းစားအကျန်းစားကြီးတွေရမ်းလုပ်ချင်တာအဲကြတော့ edit အတွက်ကိုလည်းအချိန်ပေးရတယ်စာအုပ် script ရေးတာကိုလည်းအချိန်ပေးရတယ်တခြားကျွန်တော်အတန်သွင်းတာဗျအဲ့လိုမျိုးဟာတွေကိုကျွန်တော်အရင်အချိန်ပေးရတော့ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်လိုက်တယ်ဗီဒီယိုတစ်ပုတ်တင်လိုက်ပြီးလို့ရှိရင်2ပတ်လောက်နေမှ3ပတ်လောက်နေမှနောက်ထပ်ဗီဒီယိုတစ်ပုတ်တင်နိုင်တယ်အဲ့လိုဖြစ်တာ consistent မရှိတော့ကျွန်တော်ရဲ့ audience တွေလည်းမသိဘူးဗျဗီဒီယိုတွေ YouTube မှာစပြီးတော့ဗီဒီယိုတွေလုပ်ခဲ့တာဆိုနည်းနည်းလေးအချိန်တော့ကြာပြီဗျအရင်တော့ဆိုလို့ရှိရင်ဘယ်သူမှမရှိသေးဟိုဆိုတိတ်ပြီးတော့ဗျာYouTube ကိုတားကြီးမသုံးတဲ့အချိန်မှာစပြီးတော့မှဗီဒီယိုစပြီးတော့လုပ်ခဲ့တာဆို YouTube နဲ့ပတ်သက်တဲ့အကြောင်းတွေ Facebook နဲ့ပတ်သက်တဲ့အကြောင်းတွေTikTok နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တေချာလေးတော့ကျွန်တော်လေ့လာခဲ့တာဗျအဲကြတော့ကျွန်တော်ဗီဒီယိုအဓိကအားနည်းချက်ကဘာလဲဆိုကင်မရာကြောက်တာဗျဗီဒီယိုမရိုက်ရဲတာဗီဒီယိုမရိုက်ရဲတော့ကြတော့ထင်တယ်လို့ခရီးမရောက်အဲ့ဒါတော့ကျွန်တော်consistent မရှိခဲ့ပါဘူးကျွန်တော်စကားပြောတာနည်းနည်းရှည်သွားပြီတဲ့ဒီဗီဒီယိုကိုအခုချိန်ဒီကျွန်တော်ပြောသမျှအကြောင်းအရာတွေကိုအခုချိန်ဒီကြည်လာပြီးသွားပြီဆိုတော့ကျွန်တော်လေ့လာဖြစ်တဲ့high rate ဖြစ်နေတဲ့ YouTuber ကြီးတွေဗျအဲ့လို YouTuber ကြီးတွေကနေပြီးတော့မှကျွန်တော်လေ့လာခဲ့တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြန်ပြီးတော့မှဒီဗီဒီယိုရဲ့ bonus အနေနဲ့ပြောပြပေးခြင်းနဲ့ဗျအဲ့လိုမျိုး YouTuber ကြီးတွေမှာဆိုလို့ရှိရင်နံပါတ်1အဓိကကျတဲ့အချက်ကကျတော့ consistent ရှိရဗျဥပမာဆိုလို့ရှိရင်3ရက်နေလို့ဗီဒီယိုတစ်ပုတ်တင်မယ်ဆိုလို့ရှိရင် तू အသေးတာဖို့ကို3ရက်နေလို့ရှိရင်ဗီဒီယိုတစ်ပုတ်တင်တယ်ဗျနောက်တစ်ချက်ကကျတော့ကိုယ့်ရဲ့ဗီဒီယိုရဲ့ quality ကိုquality လို့ပြောတဲ့နေရာမှာလို့ကင်မရာအကောင်းစားကြီးတွေနဲ့အဲ့လိုရိုက်တာပြောချင်တာမဟုတ်ဘူးဗျ။ဥပမာဆိုလို့ရှိရင်လူတွေမသိတဲ့အကြောင်းအရာတွေလူတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပြောပေးတယ်ဆိုလို့ရှိရင်ဒါဒီဗီဒီယိုအတွက်ကမသိသေးတဲ့လူတွေကတန်ဖိုးရှိရဗျ။အဲ့လိုမျိုးတန်ဖိုးပြောချင်တာ။အဲ့လိုမျိုးတန်ဖိုး value ပေးတယ်ဗျ။နောက်တစ်ခုကကြတော့သူတို့တွေက
သူတို့လုပ်တဲ့ဗီဒီယိုတိုင်းမှာဆိုလို့ရှိရင်အများအား business mindset ရှိတယ်ဗျ။နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ငါ audience ဘာကြိုက်တတ်လဲစသဖြင့် audience ရဲ့ data analysis တွေသူတို့ရှိမှရှိရဗျ။နောက်တစ်ချက်ကဘာလဲဆိုတော့သူတို့ကစိတ်ရှိရဗျ။ဗီဒီယိုတွေတင်တော့မယ်ဆိုလို့ရှိရင်သူတို့ကတေချာပေါက်အချိန်ပေးတယ်ဗျ။အောင်မြင်နေတဲ့ YouTuber တွေအကုန်လုံးနှီးပါးကတေချာပေါက်ကသူတို့က6လတစ်နှစ်အချိန်ပေးကြတယ်ဗျ။အဲ့ဒါကြောင့်မလို့လေ social media ပေါ်မှာ influence ကောင်းကောင်းနဲ့ရပ်တည်နေနိုင်ကြတာဒီနေ့ကတော့ဒီလောက်ပဲဗျကျွန်တော်အခုပြောပြပေးတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်လိုပဲအခုမှစပြီးတော့မှဗီဒီယိုတွေစရိုက်တော့မဲ့သူတွေအတွက်အသုံးတည့်တယ်လို့ထင်လို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးရပါနောက်နေ့ကြလို့ရှိရင်လည်းကျွန်တော်လေ့လာခဲ့သမျှအကြောင်းအရာလေးတွေကိုနောက်ထပ်ပုံစံတစ်မျိုးနဲ့ကျွန်တော်လူတွေပို့ပြီးတော့မှအသုံးတည့်အောင်အသုံးတည့်တဲ့အကြောင်းအရာလေးတွေပေါ့အဲ့လိုအသုံးတည့်တဲ့အကြောင်းအရာလေးတွေလည်းကျွန်တော်ဆက်ပြီးတော့တင်သွားပေးဖို့ရှိတာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးလို့ရပါတယ်အားလုံးနောက်နေ့မှတွေ့